အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်ကတော့ဝေဦးတောင်းရဲ့စာစုရှင်ရပါတဲ့မဂဇင်းစောင်းပါးတွေပေါ့သူတို့ကိုစင်ရင်တင်တဲ့အခါဒါလေးကတော့ item number 4ပေါ့ဒီကောင်လေးကတော့စောင်းပါးအမီဒါစာနယ်ဇင်းအမီလေးကစောင်းတာကြပြာမှာတင်တုံးကလူပဲအတွဲအမှတ်လာခုနှစ်ဒီမှာကျတော့စာဆိုပြီးတော့စာမျက်နှာပါတဲ့စနံပါတ်လေးရဲ့အဆုံးနံပါတ်ကလေးရဲ့အဲ့ဒါလေးကိုလုတ်ပြရတာနောက်တစ်ခါကျတော့ intention ကလည်း तू ကနော်ဒီမှာ first intention ဒီမှာ second intention ဒီမှာ third intention အဲ့တော့ third intention ကနေပြီးတော့ तू စthird intention ကနေစပြီးတော့စုံသွားရင် second intention ကိုပြန်လာခဲ့အဲ့တော့ဒါလေးကိုအလွယ်တကူမှတ်လို့ရအောင်ဆိုပြီးတော့ဒီမှာငွေဥတောင်းစာစုစင်းဆိုပေမဲ့ငွေဥတောင်းရဲ့စာစုစင်းကိုလုတ်တဲ့အတွက် तू ကငွေဥတောင်းစာရေးသူရဲ့အမီကိုထည့်เสียမလို့တကယ်လို့စာနယ်ဇင်းဆိုရင်တော့အညွှန်းဆိုရင်တော့ဒါထည့်ပြီးဖို့လိုတယ်အဲ့ဒါကနည်းနည်းလေးစာစုစင်းနဲ့စာနယ်ဇင်းနဲ့ကွာခြားချက်လေးပေါ့အခုကကြတော့ငွေဥတောင်းရဲ့စာစုစင်းတွေကငွေဥတောင်းစာစုစင်းလို့ယူတဲ့အတွက်အဲ့ဒီစာစုစင်းအကုန်လုံးကငွေဥတောင်းရေးတာဖြစ်တဲ့အတွက်ဒါငွေဥတောင်းဆိုတာ understrip ဖြစ်တာတကယ်လို့သာစာနယ်ဇင်းအညွှန်းဆိုရင်တော့သူကရေးတဲ့လူတွေကအများကြီးအဲ့ကြိုင်တော့ order ကိုကိုကထည့်ပြရတာပေါ့နော်ကဲအဲ့တော့ဒီမှာဒီဟာလေးကိုဘလို့မှတ်ရသားရလွယ်အောင်ဆိုပြီးတော့အတူအမှတ်ကလေးလုပ်ပြီးထားတယ်အဲ့ဒါပါလေဆိုတော့တော့ဒီမှာစောင်းပါအမီရှေးနောက်မှာမျက်တောင်ဖွင့်ပိတ်ပါတဲ့နော်စာနယ်ဇင်းအမီစောင်းပါဒီတဲ့တွဲမှတ်ရှိကြစပိချာတဲ့နော်ဒါမနေ့တုန်းကတင်လိုက်တဲ့ကြပြလိုပါပဲနောက်တစ်ခါကျတော့ဒီမှာလနဲ့ခုနှစ်စပိတစ်တဲ့ဒါမနေ့တုန်းကနဲ့အတူတူပဲလက်သေးကွင်းနဲ့ချစ်တဲ့နော်ဒီမှာလက်သေးကွင်းလေးနဲ့လုပ်ပေးလိုက်တာနောက်တစ်ခါကျတော့စာမျက်နှာနံပါတ်ကြားစပိတစ်ချက်ချာတဲ့နော်အဲ့ဒါလေးကိုမှတ်ထားပြီးပြီဆိုရင်သူကနမူနာအနေနဲ့ပေါ့နော်ဆရာကြီးငွေဦးတောင်းကမြဝတီမဂ္ဂဇင်းအတွဲနှစ်အမှတ်3ဇန်နဝါရီလ1954စာမျက်နှာ223ကနေ226မှာမြန်မာမဂ္ဂဇင်းသမိုင်းကိုရေးထားတယ်အဲ့တော့ဘယ်လိုလဲဆိုတော့ဒီမှာitem number ဒီမှာစောင်းပါအမီဟောဒီမှာစာနယ်ဇင်းအမီစောင်းပါသည်နော်အတွဲရဲ့အမှတ်ကဲစပိတ်လေးတွေနဲ့နောက်တစ်ခါကျတော့ဇန်နဝါရီစပိတ်1954ခွန်းစားလက်သေးကွန်းလေးနဲ့ချစ်သူစာဆိုပြီးတော့အဲ့ဒီမဂ္ဂဇင်းမှာအစအဆုံးနှစ်3ကနေနှစ်6ဆိုတော့နှစ်3နှစ်4နှစ်5နှစ်6 4မျက်နှာရှိတယ်ပေါ့အဲ့လိုလေးရေးတဲ့ရေးပြီးသူက annotation ရေးပြရတယ်ဘယ်ကစမလဲ that intention ကနေစမြန်မာအလင်းမဂ္ဂဇင်းပညာအလင်းရောက်မဂ္ဂဇင်းများထုတ်ဝေပုံနဲ့ရင်းဆိုတော့ဆုံးသွားပြီနော် second edition ကနေပြန်လာမဂ္ဂဇင်းများတွင်ရေးသားသူများအကြောင်းကိုရေးသားထားပါသည်နော်အဲ့တော့မနေ့တုန်းကကြတော့ကြပြာကိုတင်တဲ့ပုံလေးဒီနေ့ကကြတော့စောင်းပါးတွေကိုတင်တဲ့ပုံလေးအဲ့ဒီလိုဒီကွန်ပျူတာသမားကတော့ရိုက်နေကြကွန်ပျူတာသမားတွေကတော့သူကလက်လဲမြန်တယ်တွက်တယ်ဒါပေမဲ့လို့ကိုရီးယား
မရိုက်ဘူးဆိုရင်တောင်မှဒီလို format ကလေးရှိတယ်ဆိုတာကိုပြောပြနိုင်ရမယ်ဒါက win in one နဲ့အဲ့ဒီတော့ကတော့ page maker နဲ့ရိုက်တာအခုနောက်ပိုင်းကျတော့ Microsoft Office ကို official သုံးလာတဲ့ပုံစံရှိတယ်နောက်တစ်ခါကျတော့သူကဒီမြန်မာဟောပေါ့နော် Unicode ပေါ့နော်ပြည်ထောင်စုဖောက်နဲ့ official သုံးလာတဲ့ပုံစံမျိုးရှိတဲ့အတွက်ပူပြီးတော့ uniform ဖြစ်သွားတာပေါ့ဒီမှာကျတော့ပြဿနာရှိတယ်ဆိုဝင်းဖောက်မှာတော့မှဝင်း CDD ကအများကြီးအဲ့ခါကျတော့ဌာနမှာတော့အဲ့တော့ဝင်းအင်းဝါသုံးတာပေါ့အခုနောက်ပိုင်းကျတော့ပြည်ထောင်စုဖောက်နဲ့သုံးမယ်ဆိုလေဒီလို format အတိုင်းပါပဲလို့နော်ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်